ကောလာဟာလာတွေထဲမှာတော့ထိုစစ်သူကြီးဟာအရန်ကိုရက်ဆက်ချမ်းချုပ်ပြီးရုပ်ဆိုးကြီးတန်းတဲ့သူတယောက်ဖြစ်နာမည်ကြီးနေခဲ့ပါတယ်ဒါပေမဲ့မင်္ဂလာဦးညဦးဆုံးနေ့မှာပဲသူဟာဝစ်ဆင်ထားတဲ့မျက်နှာဖုံးကိုချက်ချင်းချွတ်ချလိုက်ရအားလုံးကိုမှင်းတက်သွားစေလောက်တဲ့အလွန်မင်းချောမောခံရတဲ့မျက်နှာတစ်ခုပေါ်ထွက်လာခဲ့ပါတယ်ထိုအခါအားလုံးကစစ်သူကြီးဟာသူ့ရဲ့သူတို့သမီးအစ်စ်လေးကိုအလိုလိုက်ကြိုက်ဆောင်ပြီးအသေးရအောင်လုပ်နေတယ်လို့ပဲထင်မှတ်ခဲ့ကြတာပါဒါပေမဲ့မထင်မှတ်ထားပဲစစ်သူကြီးဟာရုတ်တရက်ဓာတ်ကိုဆွဲထုတ်လိုက်ပြီးဇနီးတဲ့ရှိရာစီတို့ဒုံးကနေထိုးဆိုင်ချလိုက်ပါတော့တယ်သူတို့သမီးလေးခမထိတ်လန့်တုန်လှုပ်သွားပြီးငါတော့တရားပြီလို့တွေးကမျက်လုံးကိုအတင်းမိတ်ထားလိုက်မိပါတယ်ဒါပေမဲ့ဖြစ်ချင်တော့စစ်သူကြီးဟာသူမရဲ့ဆန်တဲ့တမြင်ကိုသာဖျက်တောက်လိုက်တာပါဘာဖြစ်လို့လဲဆိုတော့စစ်သူကြီးဟာစစ်မြေပြင်ကိုထွက်ခွာရတော့မှဖြစ်လို့ဒါကိုတစ္ဆာပြုကတိအဖြစ်အသုံးပြုပြီးသူမအနေနဲ့အိမ်တွင်းကိစ္စအဝဝကိုအေးချမ်းချမ်းနဲ့စီမံခန့်ခွဲပေးထားဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်ဒီဆန်တွေကကိုစစ်မြေပြင်ကပြန်မလာခင်အထိမင်းကိုအိမ်တော်ရဲ့တခင်မဖြစ်အနံခဲ့တဲ့ဂတိတစ္ဆာပဲမင်းသမီးလေးရဲ့တက်သားတဲ့တံပြန်တိုက်ခိုက်မှုဒါပေမဲ့စစ်သူကြီးထွက်ခွာသွားပြီးတာနဲ့ချက်ချင်းဆိုသလိုပဲသူ့ရဲ့အကြီးအတော်ဖြစ်သူဟာအိမ်တော်တွေကတခြားသူတွေရဲ့နှိမ့်ဆက်အနိုင်ကျင့်ခြင်းကိုခံခဲ့ရပါတယ်မင်းသမီးလည်းဖြစ်ဇနီးလည်းဖြစ်တဲ့အမျိုးသမီးကဒါကိုသိလိုက်ရတဲ့အခါမှာတော့သူမရဲ့မြင့်မြတ်တဲ့မင်းသမီးရာထူးအာဏာကိုအသုံးချပြီးအကြီးအတွက်ချက်ချင်းပဲမမမရက်တည်ပေးခဲ့ပါတော့တယ်ထိုအခါစစ်သူကြီးရဲ့အဖိုးဖြစ်သူကသူမကိုမရမကရွေချက်ရှိဒုက္ခပေးဖို့ကြိုးစားလာပါတယ်ဒါပေမဲ့ထူးခြားတာကမင်းသမီးလေးဟာနည်းနည်းမှဒေါသမထွက်ခဲ့ပါဘူးအဲ့ဒီအစားသူမဟာအိမ်တော်ကိုစီမံခန့်ခွဲပိုင်ခွင့်အာဏာအားလုံးကိုအကြီးဖြစ်သူရဲ့လက်ထဲသို့အေးလူလူပဲလွှဲပြောင်းပေးလိုက်ပါတယ်ဒီလိုရဲ့ကြောင့်အဖိုးဖြစ်သူမှာတော့နေရာတင်တင်ဒေါသတာကြီးနဲ့ခုံပေါက်အော်ဟဲမီမတက်ဖြစ်သွားရတာပေါ့အဲ့ဒီအချိန်မှာပဲမင်းသမီးလေးကခက်တီတီနဲ့အရှိန်အဝါပြည့်နဲ့ရာဇတန်ပေးလိုက်ပါတော့တယ်နောက်တစ်ချိန်ကျမကိုလက်ညှိုးထိုးပြီးအော်ဦးမယ်ဆိုရင်တော့လူကြီးမင်းကိုအထက်လူကြီးမင်းသမီးအပေါ်ရိုသေမှုကင်းမဲ့ခြင်းပြစ်မှားစော်ကားခြင်းဆိုင်ရာရာဇဝတ်မှုနဲ့တရားစွဲဆိုအပြစ်ပေးရလိမ့်မယ်နောက်တစ်နေ့မှာတော့စစ်သူကြီးဟာအိမ်တော်ကနေပေးပို့လိုက်တဲ့စာတစောင်ကိုလက်ခံရရှိခဲ့ပါတယ်မိမိရဲ့ဇနီးတီဟာဒီလောက်ထိတော်ဆွမ်းပြီးအစွမ်းအစရှိမှန်းသိလိုက်ရတဲ့အတွက်စစ်သူကြီးဟာအတိုင်းထက်အလုံးဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ရပါတယ်ဒါကြောင့်မို့လို့သူကသူ့ရဲ့လက်အောက်ငယ်သားတွေကိုဇနီးတီထံချက်ချင်းစကားပါခိုင်းလိုက်ပါတော့တယ်အိမ်တော်မှာမေးလို့ချင်တာမှန်သမျှရဲရဲဝံ့ဝံ့သာလုပ်ပါပဲဖြစ်မင်းရဲ့နောက်ွယ်မှာကိုတယောက်လုံးကြောထောက်နောက်ခံဖြစ်အမြဲတမ်းရှိနေပေမဲ့